လူအများစုဟာဂျင်သွားလို့ရှိရင်ရင်မက်ကြက်သားလက်မောင်းကြက်သားနဲ့စစ်ပတ်တွေရဖို့အတွက်လေ့ကျင့်ခန်းတွေလုပ်နေကြတာတော့ဟုတ်ပါတယ်ဒါပေမဲ့တကယ်ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးကြက်သားနှစ်ခုကိုလေ့ကျင့်ဖို့တော့မေ့နေတတ်ကြပါတယ်အဲ့ဒါကတော့နှလုံးနဲ့အဆုပ်ပါပဲဒီကြက်သားနှစ်ခုဟာကျွန်တော်တို့ခန္ဓာကိုယ်ကိုမောင်းနှင်ပေးနေတဲ့အင်ဂျင်လိုပါပဲဒါကြောင့်မလို့နှလုံးနဲ့အဆုပ်တို့ဟာကျွန်တော်တို့ခန္ဓာကိုယ်အတွက်အလွန်အရေးကြီးပါတယ်ဒီနေ့ဗီဒီယိုမှာတော့နှလုံးနဲ့အဆုပ်တို့ကျန်းမာကြံ့ခိုင်စေဖို့အတွက်အဓိကထားလေ့ကျင့်ပေးရတဲ့လေ့ကျင့်ခန်း၅မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ပြေးတာဒါမှမဟုတ်ရင် jogging အပြေးလေ့ကျင့်ခန်းကိုတစ်နေ့မိနစ်20ကနေ30တစ်ပတ်ကို3ရက်ကနေ4ရက်လောက်ပုံမှန်လုပ်ပေးခြင်းအပြင်နှလုံးရဲ့တက်လုံနဲ့အဆုပ်ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုတိတိတတ်တာတိုးတက်စေပါတယ်နံပါတ်2ကျိုးခုံလေ့ကျင့်ခန်းကျိုးခုံတဲ့လေ့ကျင့်ခန်းဟာနှလုံးခုံလုံးကိုအချိန်တိုတွင်မြင့်တင်ပေးနိုင်ပြီးတော့တက်လုံကိုတိုးတက်စေပါတယ်နံပါတ်3 high intensity interval training ဘာပီ high knee နဲ့ jump squat စတဲ့လေ့ကျင့်ခန်းတွေကနှလုံးနဲ့အဆုပ်ကြွက်သားတွေကိုအချိန်တူတူနဲ့အကျိုးများစေဖို့ဖန်တီးထားတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်လှေကားတက်ခြင်းဒါမှမဟုတ် incline running ဒီလေ့ကျင့်ခန်းဟာအပြေးလေ့ကျင့်ခန်းရဲ့တစ်ဆင့်မြင့်ပုံစံပါပဲတက်လုံကိုအချိန်တိုတွင်တိုးတက်ခြင်းသူတွေအတွက်အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်နံပါတ်5အနေနဲ့ရေကူးလှေလော်နဲ့စပိန်နင်းနာတွေကလည်းနှလုံးနဲ့အဆုပ်ကြံ့ခိုင်မှုအတွက်လေ့ကျင့်လို့ရတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်ဒီလေ့ကျင့်ခန်း၅မျိုးကတော့နှလုံးနဲ့အဆုပ်တို့ကိုပုံမတမ်းမာစေဖို့အဓိကလေ့ကျင့်ပေးတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်အဲ့ပြင်တက်လုံနဲ့အဆုပ်တို့ရဲ့သွေးလည်ပတ်မှုအကောင်းစေဖို့ကိုလည်းများစွာအထောက်အကူပြုပေးပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်